သူလည်းလင်မယားနှစ်ယောက်ပဲမယားနှစ်ယောက်မဲ့သူ့တက်သူလူကိုတက်ကိုလူပြီးပြေးလို့မငဲ့ပြီးမရှာကမ်းမရတော့ဘူးမင်းတို့သားလိုက်ပါလေညရပါကိုမင်းကန်ကောင်းလို့ပေါ့ဟောမှာကိုကြလာကျွန်တော်လည်းငင်းလောက်တာတိလဲငင်းလောက်တာတိလဲတိချင်းဘေးနားမှာရှိတဲ့တငယ်ချင်းတွေကတော့အော်တာပေါ့ကျွန်တော်ငင်းလောက်တဲ့အချိန်တွေမကောင်းအောက်ကိုအကုန်ဆင်းမိကြမှာလားနှစ်ထပ်လောက်ရောက်တော့တိုက်ကအကုန်ပြူကြပြီးတော့ပုံလုံးတွေပိတ်ပြီးတော့ကျွန်တော်တို့လည်းတက်ရှူရကြက်ပြီးတော့ဘာမှမမြင်တော့ဘူးခဏပုံလုံးတွေတိတ်သွားကမှကျွန်တော်တို့လည်းအပြင်ထွက်ပြီးတော့အထဲကိုပြန်ဝင်မရတော့အဲ့ဒါလူမျိုးခံစားရတော့လူတယောက်တိစိတ်ပျောက်သွားတယ်လေထီအောင်ကျွန်တော်ခံစားခဲ့ရဘာလို့လဲဆိုတော့ကိုယ့်ရဲ့မျက်စိရှိမှတစ်ခါမှမကြုံဘူးဒီလိုရမျိုးကြုံနေဆိုတာကျွန်တော်တို့ဖုန်းထဲမှာTV ထဲမှာပဲအဲ့လိုပဲမြင်ဘူးတော့ကိုယ့်ရဲ့မျက်စိရှိမှခဏလေးအတွင်းမှာဒီလိုမျိုးဖြစ်သွားလိမ့်မယ်လို့လည်းကျွန်တော်တို့ကတော့မထင်မိဘူးဒီအဆောက်အဦကိုကျွန်တော်တို့မြင်လိုက်တိုင်းရင်ဘတ်ထဲမှာတော်တော်လေးခင်းဖြစ်တယ်တော်လေးလည်းနာကျင်ရတယ်ဘာလို့လဲဆိုတော့ကိုယ်နဲ့ရွှေမျိုးသားချင်းတွေမဟုတ်ပေမဲ့ကိုယ်နဲ့လောက်ပေါ်ကင်ဘတ်တွေဒီကိုမနမတွေဖြစ်တဲ့ကြောင့်သူတို့နဲ့ထပ်တူသူတို့မိသားစုတွေနဲ့ထပ်တူကျွန်တော်လည်းခံစားရပါတယ်။ဆိုတော့အခုအချိန်ကြီးမစင်းစားသေးဘူးကျွန်တော်တို့ပြောပါကြိုင်မဲ့တခြားနေရာတော့အလုပ်ပြောင်းမယ်လို့ပဲစဉ်းစားထားသေးတယ်ဒီလိုဆောက်လုပ်ပြီးမှတော့မလုပ်တော့ဘူးကိုယ့်ရဲ့အသက်အနေနဲ့လည်းဒါဟုတ်ဖြစ်တယ်အားကြောင့်ဒီလိုစောက်မြင့်နေတဲ့ပတ်သက်ရင်တော့မလုပ်တော့ဘူးလို့ဆုံးဖြတ်တာဘဝဘယ်လိုလဲပြေးသွားတာမှတကယ်လို့နားကောင်းလိမ့်မယ်ဒီတိုင်းမျိုးကိုရှိနေသေးရှိမှဒီလိုမျိုးမြင်နေရတယ်ဆိုတော့ကိုပြီးတော့လည်းခင်းဖြစ်ကြတယ်ကိုခံစားရတယ်ကိုပြီးတော့ကြည်ကွဲရတယ်ကိုရဲ့မိသားစုတွေသူရဲ့မိသားစုတွေဘယ်လိုလဲတကွဲတစ်ပြားဖြစ်တဲ့အတွက်ကြောင့်စိတ်မကောင်းကိုမိသားစုတွေလည်းဒီလိုဖြစ်ရောကိုလည်းဒီလိုမျိုးဖြစ်မှာပဲဆိုတော့အဲ့လိုအသိစိတ်ကြီးရောဖြစ်